မျက်နှာဘာသုံးတာလဲလို့မေးထားလို့ဒီညဘာတွေသုံးတာလဲဆိုပြမယ်သိတော့မသိဘူးပေါ့နော်လိမ့်ပြမယ်ဘာတွေလဲတော့မသိဘူးလိုက်ပြင်ဆိုင်ရာမာကြီးကစပ်ပိတ်လိုက်တာပဲကောင်းတယ်လို့တော့ထင်တာပဲမျက်နှာတော့ပြောင်းလာတယ်လို့ထင်တာပဲအဆိုင်မျက်နှာသူ့ဘာသူလဲဘာမှတော့မရှိပါဘူးဒါပေမဲ့ဩဒါပေမဲ့လှကျင်တာပေါ့လှကျင်တော့တုံးတာပေါ့ရင်ဆုံးဒီပါဒီဟာဒါပါလေကိုယ့်အောင်ကြည့်လိုက်ဒီယူအဲ့ဒါကိုရင်ဆုံးမိတ်ကပ်ဖြတ်တဲ့ဟာလို့တော့ပြောတာပဲဒီဟာနဲ့အရင်ဖြတ်မယ်ဘီကုတ်တေးလေးကုတ်လိုက်မယ်နော်ပြောင်းလို့ရော့ကဲတေးကုတ်လိုက်ပြီးဖြတ်ပြမယ်ဒါအဖက်မပါဘဲနဲ့ရိုက်ပြထားမှာမဟုတ်လားဖက်လဲပါဖက်လဲသုံးထားဖက်ကတော့ပြုံးနိုင်ရှင်းတယ်နော်အဖက်ပါတယ်ဆိုပေမဲ့ဒီမှာမြင်နေရဘူးတွေဘိတ်တွေခွက်တွေရိုက်နေနော်လက်ပေါ်မှာနှခမ်းတွေလေးကုန်ပြီမချောင်းနဲ့နော်မချောင်းနဲ့လောက်ပြန်ကြည့်မအဲ့လိုပါလိုက်ဒါကျင်တော့လေသိရမလားညဘက်ပြင်းနေတကယ်ဆိုအိတ်ချင်တော့လည်းပြင်းမိမဲ့လေအဲ့လိုမှမလုပ်ရင်နဲ့မတိတာဘူးဆိုလို့ညတွင်းနေရတော့ညကွင်းနေရတော့ညိုပါတယ်နော်ဒီမှာဒါထားရမှာနီးကပြန်ရုပ်ကြည့်အဲ့ရုပ်ဒီမှာလှတယ်ဒါဒီတော့ပဲမပြီးသေးဘူးညနာတစ်ကောင်ပဲညနာတော့တစ်လိုက်ခဏလေးစောင့်ကဲညနာတစ်ပြီးသွားပြီညနာတစ်ပြီးဟဲ့စပြရင်းနေကြမျက်နှာတစ်ပြီးသွားရင်နဲ့တီရှူးလေးနဲ့တုပ်ပေးတယ်တီရှူးကုန်နေလို့နော်ဒါနဲ့တုပ်လိုက်ဟဲ့အောက်မဲအဖက်ကတော့မဖြုတ်ရဘူးတည်းရုပ်ဆိုးလို့အဲ့ဒါပြီးတော့နောက်တစ်ကြောမိနစ်ကကုန်တော့မယ်ဒီမှာဒီတိုးနာဒါပါတီးရလူမှန်ကမသိရင်တော့မသိဘူးကျမလည်းမသိအဲ့ဒါကိုညင်တာလေးမိမသားဆန်းဆန်းလေးနော်ဟုတ်လားမြန်လောက်ပြီမနေ့ဖေးရမြန်လောက်ပြီအမိနစ်ကုန်တော့မှာမဟုတ်လို့ဟာလာပြင်ပါလေဆိုဒီမှာပြမယ်ပြီးတော့ဒီစီရွန်အဲ့ဒါလေးတိတ်ပြီးတော့ဒီဒါလေးပြီးလို့ရှိရင်ဒါနေ့မနေ့ကဆိုတော့ဒါလေးနော်ချိန်မရဘူးဒါပဲကဲ